ဒီနေ့မှာတော့2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Wall ဆိုတဲ့ရုပ်ရှင်ကားလေးကိုပြောပြပေးသွားမှာပါ။ဇကားအစမှာတော့သမ္မတ Bush ကအီရတ်နဲ့အမေရိကန်စစ်ပွဲပြီးဆုံးပြီလို့ကြေညာခဲ့ပြီးနောက်2009ခုနှစ်ဝန်းကျင်အီရတ်နိုင်ငံရဲ့အခြေအနေကိုပြသထားပါတယ်။စစ်ပွဲပြီးဆုံးသွားပြီဆိုပေမဲ့အမေရိကန်တပ်ချက်ဒီ Matthews နဲ့အဖွဲ့ဝင် Sergeant Alan Isaac တို့ဟာအီရတ်နိုင်ငံရဲ့လူသူကင်းမဲ့တဲ့နေရာတစ်ခုကပိုက်လိုင်းတိဆောက်ရေးလုပ်ငန်းခွင်ကိုဆေးလွှတ်ခြင်းခံခဲ့ရပါတယ်။အဲ့ဒီနေရာမှာအလုပ်လုပ်နေတဲ့အမေရိကန်တွေကိုတပ်ဖြတ်နေတဲ့နာမည်ကျော်ရန်သူစနိုက်ပါသမားကိုစောင့်ကြည့်ဖို့သူတို့ရောက်လာခဲ့ကြတာပါ။ဒဲကန်ဒါရဲ့ပြင်းထန်တဲ့နေပူရှိန်အားမှာကြောက်တုံးဝင်နောက်မှာပုံအောင်ပြီးရန်သူရှိနိုင်မဲ့နေရာကိုရှာဖွေနေတဲ့သူတို့နှစ်ဦးကိုတွေ့ရမှာပါ။သူတို့ဟာတန်တရားရှိတဲ့စနိုက်ပါသမားကိုရှာဖွေဖို့နိုင်ပေါင်း20ကျော်ကြာအောင်အချိန်ကုန်ဆုံးခဲ့ပြီပါပြီ။နိုင်ပေါင်းများစွာစိတ်ရှည်လက်ရွှေစောင့်ဆိုင်ပြီးတဲ့နောက်မှာတော့ Matthews ကဒီနေရာမှာအီရတ်စစ်သားတွေမရှိတော့ဘူးလို့ဆိုတာစိတ်မရှိဖြစ်လာပါတယ်။အဲဒီနောက်ပြန်ကျန်းနေတဲ့အလုသမားအလောင်းတွေကိုကြည့်ပြီးဒီနေရာကိုအီရတ်စစ်သားတစုကတိုက်ခိုက်ခဲ့တာဖြစ်ပြီးသူတို့အလုပြီးသားနဲ့ဆက်ခွာသွားကြပြီလို့ကောက်ချက်ချလိုက်ပါတယ်။ဒါကိုကြတော့ Isaac က Matthews ကိုစိတ်အေးထားဖို့ဖြောင်းဖြပါတယ်။ပြီးတော့သူကအလုသမားတွေအားလုံးဟာဦးကောင်းကိုအတိအကျအပစ်ခံရပြီးတေဆုံးနေတာကြောင့်ဒါဟာကျွမ်းကျင်စနိုက်ပါသမားတယောက်ရဲ့လက်ချက်ဖြစ်ရမယ်လို့ယူဆချက်ထုတ်ပါတယ်။အီရတ်ရဲ့နာမည်ကြီးစနိုက်ပါဂျူဘာရဲ့လက်ချက်လည်းဖြစ်နိုင်တယ်လို့သူကပြောပေမဲ့ Matthews ကတော့အီရတ်စနိုက်ပါတယောက်ဟာအလုသမားအားလုံးကိုစက္ကန့်30အတွင်းတတ်နိုင်လောက်အောင်မတော်နိုင်ပါဘူးလို့ဆိုပြီးပယ်ချခဲ့ပါတယ်။နောက်ထပ်နာရီအနည်းငယ်ထပ်ဆောင်ပြီးတဲ့နောက်မှာတော့ Matthews ရဲ့စိတ်ရှည်မှုကအဆုံးစုံထိရောက်သွားပြီးအခြေအနေကိုကိုယ်တိုင်သွားစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကပုံခုနေတဲ့နေရာကထွက်ပြီးအသုံးဆောင်တွေကိုတည်ဆောင်သွားပါတယ်။အဲဒီနောက် Isaac ကိုနောက်ကနေပစ်ကူးပေးဖို့အမိန့်ပေးပြီးတိဆောက်ရေးလုပ်ငန်းခွင်စီကိုရှောက်သွားပါတယ်။မကြခင်မှာပဲ Matthews ဟာအလုသမားတွေနဲ့စစ်သားတွေရဲ့အလောင်းတွေကိုတွေ့ရှိရပါတယ်။သူဟာတေဆုံးနေတဲ့စစ်သားတစ်ယောက်စီကရေဒီယိုကိုယူပြီးရှေ့ကိုဆက်တိုးသွားပါတယ်။တစ်ဖက်မှာလည်း Isaac ကသူ့ရဲ့မှန်ပြောင်းကကြည်လင်မှုမရှိတော့တာကြောင့် Matthews ကိုစောင့်ကြည့်ဖို့အခက်တွေ့နေပါတယ်။သူက Matthews ကိုချက်ချင်းအကြောင်းပြပေမဲ့ Matthews ကတော့အပြစ်အနာရှိတာကိုအချိန်မီမလဲလွယ်ခဲ့တဲ့အတွက်သူ့ကိုပဲအဖြစ်တင်ပါတယ်။အဲဒီခါ Isaac ကဒီမှန်ပြောင်းကသူတို့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့တငယ်ချင်းဒင်းရဲ့ပစ္စည်းဖြစ်ပြီးအမတ်တရားတွေအများကြီးရှိနေတာလို့ပြန်ပြောပါတယ်။နောက်ပိုင်းမှာ Matthews ဟာအလောင်းတွေကိုစစ်ဆေးရင်အားလုံးဟာဦးကောင်းကိုအတိအကျအဖြစ်ခံထားတာတွေ့ပြီးအံ့ဩသွားပါတယ်။သူကစနိုက်ပါသမားအနီးနားမှာရှိနိုင်တာကိုစိုးရိမ်လာပြီး Isaac ကိုအကြောင်းပြပါတယ်။ဒါကိုကြားတော့ Isaac ကအဲ့ဒီနေရာကနေအမြန်ဆုံးထွက်လာဖို့အကြံပေးပါတယ်။ဒါပေမဲ့ Matthews ကတော့ထွက်မလာပြီးလုပ်ငန်းခွင်အလဲမှာရက်ပြီးတနတ်ဘယ်ဘက်ကလာနိုင်မလဲဆိုတာကိုခံမှန်းနေဖို့ကြိုးစားနေပါတယ်။ Isaac ကရေဒီယိုကနေ Matthews ကိုစွတ်ခွာဖို့အော်ပြောပေမဲ့အချိန်နှောင်းထောင်းပါပြီ။စနိုက်ပါသမားက Matthews ကိုတွေ့သွားပြီးသူ့ရဲ့1 byte ကိုပစ်လိုက်ပါတယ်။ဒါကိုမြင်တော့ Isaac ကသူ့တငယ်ချင်းကိုကဲဖို့ကြီးလန်တွေကိုရှောင်ရင်း zigzag ပုံစံနဲ့ပြေးသွားပါတယ်။ဒါပေမဲ့ Matthews ကိုဘေးကင်းရမခေါ်ထုတ်နိုင်ခင်မှာပဲ Isaac ကိုယ်တိုင်ခြေထောက်ကိုအပစ်ခံလိုက်ရပါတယ်။ဒါကြောင့်သူဟာ Matthews ကိုမြေပြင်ပေါ်မှာထားခဲ့ပြီးတန်းတိုင်းတစ်ခုနောက်ကိုအနိုင်ကွက်ဝင်လိုက်ရပါတယ်။ Matthews က Isaac ကိုဆန်းကိုဆက်သွယ်ပြီးစစ်ကူးနဲ့ကယ်ဆယ်ရေးအဖွဲ့ခေါ်ဖို့ပြောပါတယ်။ Isaac ကတော့သူ့ရဲ့ညာဘက်ခြေထောက်ကဒဏ်ရာကိုကြည့်ပြီးသွေးမထွက်အောင်ခပတ်နဲ့စီးဖို့ကြိုးစားနေပါတယ်ခဏကြာမှသူကရေဒီယို8ကိုယူပြီးစခန်းကိုဆက်သွယ်ဖို့ကြိုးစားပြီးမြဲလိုင်းမမိပါဘူးတေချာစစ်ဆေးကြည့်တော့မှရေဒီယိုကိုကြည်စံမှန်ထားပြီးအင်တာနက်ပစ္စည်းနေတာကြောင့်အကူအညီတောင်းလို့မရတော့တာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲ Matthews ကစနိုက်ပါသမားကိုပြန်ပစ်နိုင်အောင်နေရာကိုရှာပေးဖို့ Isaac ကိုပြောပါတယ် Isaac ကတော့သူလှုပ်ရှားလိုက်တာနဲ့စနိုက်ပါသမားကထပ်ပစ်လိမ့်မယ်လို့သတိပေးပြီးတားဆီးပါတယ်ဒါပေမဲ့ Matthews ကသူ့ရဲ့စနိုက်ပါ rifle ကိုအနိုင်လှမ်းယူဖို့ကြိုးစားရင်နာကျင်မှုနဲ့တွေးထွက်လွန်လာကြောင်းလမ်းခုလက်မှာနဲ့တတိလက်သွားပါတယ်လောလောဆယ်ဘာမှလုပ်လို့မရဘူးဆိုတာသိလိုက်တဲ့ Isaac ကသူ့ခြေထောက်ထဲကကြီးစံကိုထုတ်ပြီးဒဏ်ရာကိုပတိစီဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Isaac လည်းတတိလက်သွားပါတော့တယ်နောက်အခန်းမှာတော့ Isaac တတိပြန်ရလာပြီးသူ့ရဲ့ရေဒီယိုနားချက်ထဲကအတန်တချို့ချလိုက်ရပါတယ်စခန်းကအရာရှိတယောက်ကသူ့ကိုဆက်သွယ်ဖို့ကြိုးစားနေပုံရပါတယ်ဒါကြောင့် Isaac ဝမ်းသာသွားပြီးစစ်ကူးနဲ့ဆေးဝါးတွေအမြန်ပို့ပေးဖို့တောင်းဆိုပါတယ်စကားပြောနေရင်းနဲ့ဟိုဘက်ကအရာရှိကဆေးဝါးပို့ဖို့ Isaac ရဲ့တီနေရာကိုမေးလာတဲ့အခါသူတန်တရားဝင်လာပါတယ်အဲ့ဒီအရာရှိက Isaac ကိုမတ်တက်ရက်ပြီးလေလေးကိုတနက်ပြပြဖို့ပြောပါတယ်ဒါမှသူတို့နေရာအတိအကျသိရမယ်လို့ဆိုပါတယ် Isaac ကဒါဟာလုံထုံးလုံနည်းနဲ့မညီဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်သူဟာဟိုဘက်ကလူရဲ့လေယူလေသိန်းကိုအာရုံစိုက်ကြည့်တဲ့အခါသူဟာ American အရာရှိမဟုတ်ဘဲ American စခန်းရဲ့ radio line တွေကိုဝင်ရောက်အသုံးပြုနေတဲ့ရန်သူစနိုက်ပါသမားဖြစ်နေတာကိုသိလိုက်ရပါတယ်သူ့ရဲ့ဖုံးကွယ်မှုပေါ်သွားပြီမဲ့လေစနိုက်ပါသမားက Isaac အကြောင်းသိချင်လို့ဆက်စကားပြောဖို့တောင်းဆိုပါတယ်အစမှာတော့ Isaac ကညင်းပြီးမဲ့ Matthews ကိုထက်ဖြစ်မယ်လို့ချင်းချောက်တဲ့အခါမှာတော့ Isaac သဘောတူလိုက်ရပါတယ်သူကစနိုက်ပါသမားကိုအရင်စပြောခိုင်းပြီးအဲ့ဒီအချိန်အတွင်းမှာပဲမြေပြင်ပေါ်မှာမြေပုံဆွဲကစနိုက်ပါသမားရှိနိုင်မယ့်နေရာကိုတွက်ချက်ဖို့ကြိုးစားပါတယ်စနိုက်ပါသမားကခဏနားပြီးသူဟာသူ့နိုင်ငံကိုကာကွယ်ဖို့ကြိုးစားနေတဲ့အီရတ်နိုင်ငံသားတယောက်သားစစ်တယ်လို့ပြောပါတယ်ပြီးတော့ Isaac ရဲ့မိသားစုအကြောင်းမေးပေမဲ့ Isaac ကဒါဟာပုဂ္ဂိုလ်ရေးဆန်လွန်းတယ်ဆိုပြီးဖြေဖို့ညှင်းဆန်ပါတယ် Isaac ကစနိုက်ပါသမားကိုသူ့နိုင်ငံတိုးတက်အောင်လုပ်ပေးနေတဲ့လူတွေကိုပြန်တက်နေတာလားလို့လှောင်ပြောင်ပါတယ်ဒါကိုကြားတော့စနိုက်ပါသမားကရီးပြီးဒီပတ်စံတွေဟာအီရတ်အတွက်မဟုတ်ဘဲ American အတွက်ပဲဖြစ်တာကိုသူသိတယ်လို့ပြန်ပြောပါတယ်နောက်ပိုင်းမှာ Isaac ကသူ့အကြောင်းဘာမှမပြောတဲ့အခါစနိုက်ပါသမားက Matthews ကိုထပ်ပစ်မယ်လို့ထပ်မံချင်းချောက်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ Isaac ကအဲ့ဒီချင်းချောက်မှုကိုဂရုမစိုက်တော့ပါဘူးအဲ့ဒီအခါစနိုက်ပါသမားကသူဟာဒင်းတေဆုံးခဲ့တဲ့အကြောင်းသိတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ Isaac လန့်သွားပြီးစနိုက်ပါသမားကဒီအချက်လက်ကိုဘယ်လိုသိတာလဲလို့တွေးတောနေမိပါတယ်ခဏအကြာမှာသူရေတက်လို့ရေဘူးကိုယူတော့တဲ့အခါစနိုက်ပါဖြတ်လိုက်တဲ့ကြည်စံကြောင့်ရေဘူးမှာအပေါက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်စနိုက်ပါသမားက Isaac ရဲ့အခြေအနေကိုအကုန်သိနေပါတယ်သူက Isaac ရဲ့ရေဘူး radio antenna နဲ့ဒူးကောင်းကိုတမန်တကာပစ်ခဲ့တာပါဒါဟာ Isaac ကိုဒီနေရာကနေထွက်မပြေးနိုင်အောင်လုပ်တာပါ
စနိုက်ပါသမားကအိုက်ဇက်ဟာဒူးကသွေးထွက်လွန်တာကြောင့်မနက်မတိုင်ခင်တေးလိမ့်မယ်လို့ပြောပါတယ်နောက်အခန်းမှာတော့အိုက်ဇက်ကစနိုက်ပါသမားသုံးနေတဲ့လက်နက်ကိုခတ်မှန်းကြည့်ဖို့ကြိုးစားပါတယ်သူကစနိုက်ပါသမားကိုအကြမ်းဖက်သမားလို့ခေါ်ပြီးမြဲစနိုက်ပါသမားကတော့တပားတော်နိုင်ငံတဲကိုတနက်ကိုင်းပြီးလူလာတက်နေတဲ့အိုက်ဇက်ကအကြမ်းဖက်သမားဖြစ်နေတာကိုပြန်ပြောပါတယ်မှန်ပြောင်းနဲ့ခဏကြာရှာဖွေပြီးတဲ့နောက်မှာတော့အိုက်ဇက်ကစနိုက်ပါသမားကအမိုက်ပုံကြီးတစ်ခုထဲမှာပုံနေတာကိုရှာတွေ့သွားပါတယ်အဲ့ဒီကအခြေအနေတွေကိုတွက်ချက်ကြည့်လိုက်တော့အိုက်ဇက်ကဒီလူဟာအစ်စ်မြင့်ကျွမ်းကျင်သူရမယ်လို့ကောက်ချက်ချပါတယ်ဒါပေမဲ့စနိုက်ပါသမားကသူဂျူပါမဟုတ်ကြောင်းညင်းဆိုပါတယ်အိုက်ဇက်ကဒီလူဟာအရင်ကအမေရိကန်စစ်တပ်မှလုတ်ခဲ့ပြီးမှသစ္စာဖောက်သွားတဲ့လူတို့ပြောတဲ့အခါလဲစနိုက်ပါသမားကညင်းဆိုပြီးသူကသူ့ကိုအရင်တိုက်တဲ့လူတွေကိုပဲသူပြန်တတ်တာပါလို့ပြောပါတယ်မကြခင်မှာပဲအိုက်ဇက်ကရေဓာတ်ခမ်းမြုံမှုနဲ့ပင်မနှွမ်းထားမှုကြောင့်မြေပြင်ပေါ်လဲသွားပါတယ်စနိုက်ပါသမားကအိုက်ဇက်တေသွားရင်သူ့မျက်နှာကအရေကိုခွာပြီးလျှာကိုရင်ဘက်မှာတွဲချီထားမယ်လို့ပြောပါတယ်ခဏကြာမှအိုက်ဇက်ကသူ့ရဲ့ဦးထုံးနဲ့ကြာခင်ကိုတစ်သားကြောင်းမှာစွတ်ပြီးစနိုက်ပါသမားကိုလှည့်စားဖို့ကြိုးစားပါတယ်ဒါပေမဲ့စနိုက်ပါသမားကမအားမိုးလည်းမဟုတ်တာကြောင့်မလှည့်စားနိုင်ခဲ့ပဲအိုက်ဇက်ရဲ့ဦးထုံးပဲဆုံးရှုံးသွားပါတယ်ဘာမှလုပ်စရာမရှိတော့တဲ့အိုက်ဇက်ကတေဆုံးနေတဲ့စစ်သားတယောက်စီကိုအသက်ဆွန့်ပြီးပြေးသွားပါတယ်သူ့အဖေမှာအသုံးဝင်မဲ့ပစ္စည်းပါမလားလို့တွားရှာတာပါဒါပေမဲ့သူပြန်ရောက်လာတဲ့အခါသူ့ရဲ့မှန်ပြောင်းကပျက်စီးသွားပြီးစနိုက်ပါသမားကိုရှာဖို့တောင်းလို့မရတော့တာကိုသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာအိုက်ဇက်ကရေဒီယိုလိုင်းတွေလုခတ်နေတာကိုသတိထားမိပြီးမက်သျူးအသက်ရှင်နေတာကိုသိလိုက်ရပါတယ်သူကမက်သျူးကိုအော်ပြောပြီးစနိုက်ပါသမားရဲ့နေရာကိုလှမ်းပြောပြပါတယ်မက်သျူးကသူ့အိတ်ထဲကတောက်ပြောင်တဲ့တစိမ့်ပြားတစ်ခုကိုထုတ်ပြီးအမိုက်ပုံကိုကြည့်ပါတယ်အိုက်ဇက်ကစနိုက်ပါသမားကိုအာယုံလွှဲနေချိန်မှာမက်သျူးကသူ့ရိုင်ဖယ်စီကိုဖြည်းဖြည်းချင်းတိုးသွားပါတယ်တစ်ချိန်တည်းမှာလည်းစနိုက်ပါသမားကသူဟာအရင်ကဘဂ္ဂဒက်မှာဆရာတယောက်ဖြစ်ခဲ့ကြောင်းအမေရိကန်တိုက်ခိုက်မှုအတွင်းသူ့ចောင်းသားတွေတေဆုံးခဲ့ရတဲ့အတွက်ဂရုံးကြိုက်လက်စားချေဖို့ဆုံးဖြတ်ခဲ့တာလို့ပြောပြပါတယ်စနိုက်ပါသမားကအိုက်ဇက်ကိုဘာလို့ပျက်စီးနေတဲ့မှန်ပြောင်းကိုဆက်ကင်ထားတာလဲလို့မေးပါတယ်အိုက်ဇက်ကခဏကြာအောင်ပြန်မဖြေတဲ့အခါစနိုက်ပါသမားကမက်သျူးကိုအသက်ရှင်နေမှမသိပဲဖြစ်မယ်လို့ထပ်ချင်းချောက်ပါတယ်အဲ့ဒီအခါအိုက်ဇက်ကဒီမှန်ပြောင်းဟာသူ့တငယ်ချင်းဒင်းကိုတတိယဖို့စောင့်ထားတာလို့ပြောလိုက်ပါတယ်ပြီးတော့သူ့ရဲ့အမားကြောင့်ပဲဒင်းတေခဲ့ရတာလို့လည်းဝန်ခံပါတယ်အဲ့ဒီအချိန်မှာမက်သျူးကသူ့ရိုင်ဖယ်ကိုနေရာကျပြီးအမိုက်ပုံစီကိုခတ်မှန်းခြင်းနဲ့အချက်ပေါင်းများစွာပြစ်လိုက်ပါတယ်ဒါပေမဲ့သူကြီးစံတဲ့ကိုစူးစမ်းနေတော့မှပဲစနိုက်ပါသမားကသူ့ရဲ့ပခုံးကိုပြန်ပစ်လိုက်ပါတယ်ဒါကြောင့်အိုက်ဇက်ကမက်သျူးကိုသူ့စီတွားလာဖို့အော်ပြောပါတယ်စိတ်မကောင်းစရာကတော့မက်သျူးတယောက်အိုက်ဇက်စီမရောခင်မှာပဲဦးကောင်းနောက်စိတ်ကိုအပြစ်ခံရပြီးချက်ချင်းတေဆုံးသွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့အိုက်ဇက်တယောက်စိတ်သက်ကြပြီးအိမ်ပြန်ခြင်းတယ်လို့ပြောပါတယ်စနိုက်ပါသမားကလည်းမင်းတကယ်အိမ်ပြန်ခြင်းတာဆိုရင်ငါမင်းကိုမဖြစ်တော့ဘူးလို့ပြောပါတယ်ခဏကြာမှစနိုက်ပါသမားကစစ်ပွဲပြီးနေပြီဖြစ်တာတောင်ဘာလို့ဒီမှာရှိနေသေးတာလဲလို့မေးတဲ့အခါအိုက်ဇက်ကခဏစဉ်းစားပြီးဒင်းကိုတတ်ခဲ့တာသူကိုယ်တိုင်ဖြစ်နေလို့ပါလို့ပြန်ဖြေပါတယ်သူကစနိုက်ပါသမားကိုပြစ်ဖို့ကြိုးစားရင်းဒင်းကိုမှားပစ်မိခဲ့တာပါအားလုံးကိုတော့ရန်သူစနိုက်ပါသမားတတ်တာပါဆိုပြီးသူလိမ့်ညာခဲ့တာဖြစ်ပါတယ်သူစနိုက်ပါသမားနဲ့စကားပြောနေတော့ရေဒီယိုကနေအတန်တချို့ကြားလိုက်ရပါတယ်သူရေဒီယိုစီတွားသွားပြီးစခန်းကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့ရေဒီယိုကပျက်စီးလွန်းတာကြောင့်သူတို့ပြောတာကိုကြားရုံပဲရပြီးပြန်ပြောလို့မရပါဘူးရုတ်တရက်သူကြားလိုက်ရတာကစနိုက်ပါသမားဟာသူ့ရဲ့နာမည်ကိုသုံးပြီးစခန်းကနေစစ်ကူတောင်းနေတာကိုသိလိုက်ရပါတယ်စနိုက်ပါသမားဟာအမေရိကန်စစ်သားတွေကိုဒီနေရာကိုထပ်ခေါ်ဖို့တစ်ချိန်လုံးစူးစမ်းနေတာကိုအိုက်ဇက်သိသွားပါတယ်သူဝင်ပြောဖို့စူးစမ်းပေမဲ့မအောင်မြင်ပါဘူးနောက်အခန်းမှာတော့အိုက်ဇက်ဟာကြီးကောင်တယောက်သူ့ခြေထောက်တန်ရာကိုလာစိတ်နေတာကြောင့်နှိုးသွားပါတယ်သူဟာမက်သျူးရဲ့စနိုက်ပါရိုင်ဖယ်ကိုအနိုင်ဆွဲရပြီးအမိုက်ပုံတွေကစနိုက်ပါသမားကိုချိန်ရောက်ပါတယ်အဲ့ဒီအချိန်မှာရေပင်လေးလနေတာကိုတွေ့ပြီးသူ့နေရာကိုတိအောင်ရှဲကတရံကိုတွန်းလှည့်လိုက်ပါတယ်စနိုက်ပါသမားကလည်းအိုက်ဇက်ကိုရှာပေမဲ့တရံပြိုကျတဲ့ဖုံဖုံလေးကြောင့်ရှာမတွေ့ပါဘူးစနိုက်ပါသမားရဲ့နေရာကိုတီးသွားတဲ့အိုက်ဇက်ကတစ်ချက်ပစ်လိုက်ပါတယ်ဒါပေမဲ့ထိမထိသူမသေးကြပါဘူးတေချာအောင်သူမတ်တက်ရက်ကြည့်တဲ့အခါစနိုက်ပါသမားကပြန်မပစ်တာကြောင့်သူ့ကြည်စံထိသွားပြီးဒါမှမဟုတ်စနိုက်ပါသမားတေးသွားပြီလို့သူထင်လိုက်ပါတယ်မကြခင်ပါပဲရေပြင်တွေဆင်းလာပြီးစစ်သားတွေကအိုက်ဇက်ကိုထမ်းစင်နဲ့တဲသွားပါတယ်အိုက်ဇက်ကပုံနေတဲ့စနိုက်ပါသမားအကြောင်းပြောဖို့ကြိုးစားပြီးမယ်အရာရှိတွေနဲ့ကောင်းကောင်းစကားပြောလို့မရပါဘူးရေပြင်တက်သွားပြီးတဲ့နောက်မှာတော့စနိုက်ပါသမားကစစ်သားတွေကိုတယောက်ပြီးတယောက်ဖြစ်ပါတော့တယ်အိုက်ဇက်တယောက်စစ်သားတွေကိုသတိမပေးနိုင်ခင်မှာပဲပိုင်လော့အဖြစ်ခံရပြီးရေပြင်ဟာမြေချင်းပေါက်ပြတ်ကြပြီးလူအလုံးတေဆုံးသွားခဲ့ပါတယ်နောက်ဆုံးအခါမှာတော့စနိုက်ပါသမားဟာအမေရိကန်စစ်သားအယောင်ဆောင်ပြီးစခန်းကိုနောက်ထပ်ကယ်ဆယ်မှုအဖွဲ့ထက်လွတ်တောက်ဆိုနေရတဲ့နဲ့ပဲဇက်လန်လေးပြီးဆုံးသွားပါတယ်ဒါကတော့ဒီနေ့အဲ့တော့ရုပ်ရှင်အချင်းယူဖြစ်ပါတယ်အခုလိုဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်ကျွန်တော်တို့ကိုကူညီတဲ့အနေနဲ့ subscribe လုပ်ပြီး like ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဘယ်လိုကားမျိုးကိုအခုလိုပြန်ပြောပြစေချင်တယ်လဲဆိုတာကို comment မှာရေးပေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးပဲကိုယ်စိတ်နှဖျားချမ်းသာကြပါစေ